ကန်းကြီးကအပြန်ဘာလက်ဆောင်ဝယ်မလဲတော်ပြီတဲ့နဲ့ဟာလဝါအဖြေကโอเคနံပါတ်1လွတ်နေကန်းကြီးကအပြန်ဘာလက်ဆောင်ဝယ်မလဲငါ6ဝေါအဖြေကနံပါတ်4ဖြစ်သွားပြီโอเคနံပါတ်2ကကိုပါတော့ကိုပြမသူမြောက်ပေးဖြစ်မလားပြဖြစ်မယ်အေးဖြစ်မယ်နေရာယူပါဟုတ်ပြီဟုတ်ပြီဗျာဖိုးဝအောင်လှဲ့ပါခင်ဗျကန်းကြီးကအပြန်ဘာလက်ဆောင်ဝယ်မလဲငါးကြီးအံဘတ်ဟမ်ငါးကြီးအံဘတ်ငါးကြီးအံဘတ်ငါးကြီးအံဘတ်ကိုဘာဘယ်လိုချက်ရင်ဘယ်လိုစားကောင်းလဲသိလားမစားဘူးကြားဘူးလားကြားဘူးလားသူများတွေခက်ခက်အဖြေတွေမဖြေဘူးလေအဖြေကအယောက်တရာအများဆုံးဖြေပြီးတော့တူတဲ့အဖြေကမှ top ပန်စာတဲ့ဝင်သွားတာဆိုတော့လေအဲ့လိုလူနည်းနည်းယူရှင်းရှင်းလူတိုင်းဖြေနိုင်မဲ့အဖြေပဲစဉ်းစားပြီနော်ကဲကန်းကြီးကပြန်ဘာလက်ဆောင်ဝယ်မလဲပဇွန်ကြောက်ပဇွန်ကြောက်ဆိုလူတိုင်းဖြေနိုင်တယ်နော်အဖြေကဟုတ်တယ်ပဇွန်ကြောက်လေးနဲ့ဆိုရင်ဘယ်လိုဟင်းဆိုရင်ချက်လို့ကောင်းမလဲစားလို့လည်းကောင်းမလဲပဇွန်ကြောက်လေးနဲ့ဆိုညီမတို့ပဇွန်ကြောက်ပါတယ်ဟင်းဘူးတိကြောက်ချက်လေးကိုလေပဇွန်ကြောက်လေးနဲ့အရန်ကောင်းတယ်မြန်မာဟင်းဘူးတိကြောက်ချက်လေးကိုပဇွန်ကြောက်လေးနဲ့မိုက်တယ်နော် share ပဲကဲနောက်တစ်ယောက်မေးပါမယ်ကန်းကြီးကအပြန်ဘာလက်ဆောင်ဝယ်မလဲခရုပရီဆွဲကြိုးလေးတွေဝယ်မယ်ခရုတခုပဲပြောပါခရုဆွဲကြိုးလေးတွေဝယ်မယ်ခရုဆွဲကြိုးဟုတ်ပြီအဖြေကဟိုဘက်ကတိုင်မင်လို့ရပြီဟိုဘက်လှည့်ပြီးတိုင်မင်ပါကက်ပတင်လှည့်ပါကန်းကြီးကအပြန်ဘာလက်ဆောင်ဝယ်မလဲအုံးလိုက်ခမောက်အုံးလိုက်အုတ်ထုတ်လေးတွေအုံးလက်နဲ့အုတ်ထုတ်လေးကန်းကြီးဆိုတော့ဘယ်ကန်းကြီးတွေပဲသွားဘူးလဲချောင်းသားဘယ်တော့ကြိုက်ချောင်းသားဆက်ဆက်ဘယ်ကန်းကြီးကိုကြိုက်လေဒီမြန်မာနိုင်ငံကန်းကြီးဆိုရင်ငါပလီကိုကြိုက်တယ်ညီမရောမွေးဆောင်ကြိုက်တယ်မွေးဆောင်နဲ့တခြားဟာနဲ့ပါကွာလဲမွေးဆောင်နဲ့ချောင်းသားဆိုမွေးဆောင်ကနည်းနည်းရေပုံတက်နေလို့ထင်တယ်ဟုတ်လားဟုတ်ပြီညီကဘယ်ကျွန်တော်ငွေဆောင်ပဲကြိုက်တယ်ညီကငါပလီတော့ဘူးကျင်တယ်အကောင်းဆုံးလို့သိချင်တယ်ဟုတ်ပြီကဲအဲ့ဆိုအခုဖြေလိုက်တာကအုံးလက်အုတ်ထုတ်လေးတွေဟုတ်ပြီအဖြေကကဲဒါဆိုရင်တော့ဒီဘက်ကဈေးပန်းခင်းမဲ့အဖွဲကတော့မကျန်း1ရက်3ရက်6ရက်9ရက်10ရက်လွတ်နေတယ်ဗျာကဲစဉ်းစားပါနောက်ဆုံးမှကပ်ပတိန်ဝေးမှာနော်ဒီဘက်ကကြိုက်တော့အဖြေတစ်ခုတည်းမကအကုန်ဖြေလို့ရတယ်ဘာလို့လဲဆိုတော့စဉ်းစားတာပဲဘာလို့စဉ်းစားမိလဲကန်းကြီးဒီအဖွဲသွားပြီလားမသွားသေးဟာဟုတ်ပါအုံးဒီကိုတကူတကနေအပြန်လက်ဆောင်ဝယ်လာမယ်အေးကန်းကြီးအပြန်လက်ဆောင်တဲ့ကဲတော်ပါလေပြောပါဘာဝယ်လာမယ်ငပိ